နောက်ဆုံးအချက်ကတော့ပတ်စံရှာမဲ့သူတွေအတွက် monetization နဲ့ ad friendly policy ပါကိုဗီဒီယိုကစီကန်းနဲ့ညီပေမဲ့ဆဲဆိုတာတွေလက်နက်တွေအငင်းပွားဖွယ်ရာကိစ္စတွေပါနေရင် YouTube ကကြော်ညာမထည့်ပေးပဲရဲလို့အိုင်ကွန်ပြပါလိမ့်မယ်ဒါဆိုရင်တော့ဗီဒီယိုက view တက်ပေမဲ့ဝင်ငွေမရတာမျိုးဖြစ်တတ်ပါတယ်ဒါကြောင့်ဝင်ငွေတည်ငြိမ်ဖို့ဆိုရင်အားလုံးနဲ့တင့်တော်တဲ့ content မျိုးဖြစ်ဖို့အရေးကြီးပါတယ်ဒါတွေတင်မကသေးပါဘူးအခြားသိထားတဲ့အချက်တွေလည်းရှိပါသေးတယ်အထူးသဖြင့်နံပါတ်၄အချက်ဖြစ်တဲ့ကလေးသူငယ်ဘေးကင်းရေး Child Safety Policy ပါကလေးတွေအတွက်မသင့်တော်တဲ့အပြုအမူတွေအန္တရာယ်ရှိတာတွေပါဝင်တဲ့ဗီဒီယိုတွေကို YouTube ကအရန်တင်းကျပ်တာမို့ဒါကိုလည်းအထူးသတိထားရပါမယ်ကဲနောက်တစ်ချက်ကတော့သတင်းတုသတင်းမှားတွေ misinformation အကြောင်းပါကိုတင်လိုက်တဲ့ဗီဒီယိုကလူတွေကိုအထင်အမြင်လွဲမှားစေတာမျိုးအထူးသဖြင့်ကျန်းမာရေးနဲ့ပတ်သက်ပြီးအရာတောက်ရင်ယောဂအားလုံးပျောက်တယ်ဆိုတာမျိုးဒါမှမဟုတ်ခိုင်လုံမှုမရှိတဲ့သတင်းတုတွေတင်မိရင် YouTube ကသတိပေးချက် strike ပေးုံတင်မကပဲ channel ကိုပါပိတ်ပစ်နိုင်ပါတယ်ဒါကြောင့်အချက်လက်တွေကိုတေချာစစ်ဆေးပြီးမှတင်ကြဖို့အကြံပြုချင်ပါတယ်ဒီအချက်က YouTube မှာတော်တော်လေးအကဲဆက်တဲ့အပိုင်းမှာအထူးသဖြင့်COVID-19 နောက်ပိုင်းမှာ YouTube ကသတင်းမှားတွေကိုအရန်နှိမ်နင်းလာတာပါ